ဓမ္မမိတ်ဆွေပေါင်းတော်ကောင်တို့ဒီကနေ့က9ရက်4လ2026ခုနှစ်ဖြစ်ပါတယ်။တိုနာမတန်ဝဤလိန်ညာကောက်ကျစ်ရုံမှမှုတွေကိုတပ်တင်တဲ့တော့ကကျွန်တော်ဆက်လက်ဖော်ထုတ်ပြသပေးမှာဖြစ်ပါတယ်။ဒီကနေ့မှာပဲတိုနာမတန်ဝနဲ့ရုပ်ထွက်မပြရဲတဲ့မြောက်တော်ကောင်ကကျွန်တော်အကြောင်းဆွေးနွေးရဆိုပြီးတော့ post တစ်ပုဒ်တင်လာပါတယ်။အားလုံးလေးလာကြည့်ကြပါ။မင်္ဂလာပါဆရာကြီးအတုကမုံရခင်ဗျ။မင်္ဂလာပါခင်ဗျာ။ဒီကနေ့9ရက်4လ2026ခုနှစ်မှာဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဥဒရာဆိုးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာပေါ့ဗျာဟုတ်ကဲ့လေဥဒရာဆိုးကကျွန်တော်တို့မိုးကုတ်ဆရာတော်ဘုရားကြီးကဖျားမြေတုံးကခိုးတဲ့အမှုကြီးတွေကြီးကိုသူဝန်ခံတာရှိပါတယ်အဲ့ဝန်ခံတာရှိပါတယ်ပြောရင်သူကဗီဒီယိုပုတ်ပေါင်း20ကျော်ရှိတယ်ဥဒရာဆိုးဝန်ခံတာမိုးကုတ်ဆရာတော်ဘုရားကြီးဖျားမြေခိုးတဲ့အမှုကြီးကိုဝန်ခံထားတာဗီဒီယိုအပုတ်ပေါင်း20ကျော်ရှိတယ်ဟုတ်ကဲ့အဲ့ဒါအများပြည်သူတွေလည်းသိတယ်ဥဒရာဆိုကိုယ်တိုင်သူကိုယ်တိုင်ဝန်ခံတာမသိဘူးဆိုတော့ဘလို့ကြီးတုံးဗျအားလုံးရှင်းလင်းပြီးနေတာပေါ့တော့ကျောင်းဆောင်တွေပါစောက်ပြီးသွားပြီမင်းကြီးဟုတ်ကဲ့ဒီနေရာလေးကျွန်တော်ဖွင့်ပြပါအောင်အမှန်ပါပဲအမှန်ပါပဲဖျားမြေအားလုံးရှင်းလင်းပြီးတဲ့အပြင်တော့ကျောင်းဆောင်တွေပါစောက်ပြီးသွားပြီမင်းကြီးဒါဗီဒီယိုဖြတ်တစ်ဖြတ်ပေါ့လေနော်ဟုတ်ကဲ့ဒီထက်ရှင်ဆိုကျွန်တော်တို့ကဗီဒီယိုပိုင်းနေကြာမစိုးလို့မဟုတ်ပါနောက်ပြကြအဲ့ဗီဒီယိုတွေထဲမှာစာတန်းထိုးပြီးတော့ဝန်ခံတာဒီပါကြည့်ပါဗျအမှုဖိုင်တွေဒီတဲ့အမှန်ဖြစ်ဤအားလုံးကြားခဲ့တဲ့အတိုင်းပါပဲရုပ်ထွက်မပြရတဲ့မြောက်ကဖြောင်းလင်သွားတာပါသူပြတဲ့စာတန်းနဲ့သူပြောတဲ့စကားနဲ့နော်အမှုဖိုင်တွေကြီးဒီအမှန်ဖြစ်ဤတဲ့ကျွန်တော်စာတန်းထိုးရတာအဲ့လိုမဟုတ်ပါဘူးသူပြသွားတဲ့အဲ့ဒီ post က21ရက်3လ2026ခုနှစ်မှာကျွန်တော်တင်လာတာပါနော်တက်တဲ့ video file ဖြစ်တဲ့ကျွန်တော်အများနဲ့ထိုးနေတာအဲ့ဒီ file အဲ့ဒီအစပါနော်အဲ့ဒါလေးလာလို့ရတာပေါ့အတော်လေးလာလို့ရတာပေါ့ဒါရုပ်ထွက်မပြရဲပဲနဲ့နောက်ကနေမြောက်ထိုးပင့်ကော်လုံနေတဲ့မြောက်ကိုယ်တိုင်ကလူလိန်ဆိုတာကိုဒါအားလုံးသိစေချင်ပါတယ်ဆက်လေးလာကြည့်အောင်ဒါဥရဆိုကမကုတ်ဆရာတော်ဘုရားကြီးဖျားမြေတုံးရိပ်ကခိုးတဲ့အမှုကြီးကိုမကုတ်တရားတော်ကြီးဖျားမြေခိုးခဲ့ပါတယ်ဆိုဝန်ခံတတ်တာအားလုံးကြားခဲ့တဲ့အတိုင်းပါပဲနော်ဒါဥဒိယဆိုကမကုတ်ဆရာတော်ဘုရားကြီးကိုဖျားမြေ3ဧကခိုးတဲ့အမှုကြီးကိုတဲ့နော်ရက်လိုက်တယ်ပြီးတော့မှမကုတ်ဆရာတော်ဘုရားကြီးဖျားမြေခိုးခဲ့ပါတယ်လို့ဝန်ခံထားတာတဲ့သူတို့လိုချင်တဲ့ point ကိုသူတို့ကကျွန်တော်ကိုဆွဲခေါ်နေတာဒီနေရာမှာရုပ်ထွက်မပြရဲတဲ့မြောက်ကသူကကင်ထားတာတော့ဖျားမြေ3ဧကနဲ့ရွှေ45ချက်သားခုမှုလို့ကင်ထားတာနော်သူပါဇက်ကတော့ရွှေ45ချက်သားကိုမထည့်ရဘူးအားလုံးသတိထားမိလားမသိဘူးဟုတ်ပြီဆက်လက်လာကြည့်အောင်အမှန်ဖြစ်ဆိုရင်တော့ဝန်ခံထားတာပါပဲဗျာပုတ်ပြသူကိုယ်တိုင်ဒီမှာစာရေးထားတာနော်ဟုတ်ကဲ့စာရောရေးထားတာစာရောရေးထားတာနှုတ်ရောစာရောအဲ့ဒါမျိုးဗီဒီယိုဗဇက်ကတက်ဒီစာထောက်ထားဟုတ်ကဲ့ဗျဗီဒီယိုအပုတ်ပေါင်း20ကျော်တယ်ဟုတ်ပြီဗျာဟုတ်ပြီ20ကျော်တယ်ဗျနော်နားထောင်တဲ့ပြည်သက်တွေလည်းသိတယ်ဥဒရာဆိုးမယုံရင်ဥဒရာဆိုးဗီဒီယိုတွေတင်တဲ့အထဲမှာကြည့်ပါဥဒရာဆိုးဝန်ခံထားတာတွေအဲ့လိုဝန်ခံထားတယ်ဆိုရင်တော့သူဟာဒီဆရာကြီးကဒီအမှုတော်ကြီးကိုကျူးလွန်ခဲ့တာလို့သိကြသွားပြီဟုတ်ကဲ့တရားတော့ပရတိကကြားမကြဒါအားလုံးကြားခဲ့တဲ့အတိုင်းပါပဲနော်ဒီရုပ်ထွက်မပြရတဲ့မြောက်ကအရှိရလမ်းကြောင်းခင်းပေးတဲ့အတိုင်းတိုနာမတန်ဝင်ရအဲ့လမ်းကြောင်းကိုလိုက်နေတာပေါ့လိုက်နေရင်သူတို့လိုချင်တဲ့ point ကိုရောက်လာပြီမဟုတ်ဆရာတော်ဘုရားကြီးပါရာဇိကကြမကြဆိုတော့အခန်းကိုသူတို့ပြောချင်တာပါရာဇိကကြတဲ့မဟုတ်ဆရာတော်ဘုရားကြီးတို့ပြောချင်တာသူတို့ဆွဆွဲသလိုမျိုးကျွန်တော်လိုက်ဝင်ခံနေဆိုတော့လည်းသူတို့လိုချင်တာဒီနေရာမှာအားလုံးသိအောင်ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်သိတာကတိုနာမတန်ဝင်ဆွတ်ထုတ်လာတဲ့အမှုဖိုင်တွေအဲ့ဒီအမှုဖိုင်တွေကိုမှီညမ်းပြီးတော့တိုနာမတန်ဝင်ဟာစာအုပ်ထပ်ထုတ်တယ်အဲ့ဒီစာအုပ်ကိုနိုင်ငံတော်တန်ခါမဟာနာကမဟာနာဆရာတော်ဘုရားကြီးတို့တင်ထားတယ်တတိယတွဲဆိုပြီးတော့အဲ့ဒီထဲမှာမူရဲအမှုဖိုင်ဆိုတာတိုနာမဆွတ်ထုတ်လာတဲ့အမှုဖိုင်ကိုပြောတာပါအဲ့ဒီအမှုဖိုင်ထဲမှာဖျားပြရှင်းလင်းက2000ကျော်3000ကုန်တယ်တဲ့ပြန်ထုတ်တဲ့စာအုပ်ထဲမှာတော့4000ကျော်5000ကုန်တယ်ဒါဖျားမြေရှင်းလင်းကငွေပမာဏကွာခြားနေတယ်ဆိုတာဒါလေလည်မှုတစ်ခုပါပဲသူဆွဲထုတ်လာတဲ့အမှုဖိုင်တွေကိုမှီညမ်းပြီးပြန်ထုတ်ပါတယ်ဆိုမှဒီဆွဲထုတ်လာတဲ့အမှုဖိုင်တွေပဲဖြစ်ရမှာပေါ့မူရဲအမှုဖိုင်တွေဆိုတာတော်တော်မှဆွဲထုတ်လာတဲ့အမှုဖိုင်တွေကိုပြောတာပါမိုးကုတ်ဆရာတော်ဖျားကြီးကိုယူရတာလုံးဝမရှိပါဘူးเนาะသူတို့ဆွဲထုတ်လာတဲ့အမှုဖိုင်တွေကိုပဲကျွန်တော်ရှင်းနေတာပါဒါကိုသူတို့ကမိုးဆရာတော်ဖျားကြီးသူတို့ဆွဲတာကိုကျွန်တော်ကိုယ်တိုင်ကတော့ဝန်ခံတယ်ဆိုတဲ့ဟာမျိုးသူတို့ကလိုချင်တာပါเนาะဗီဒီယိုပုံ20ရှိတယ်တဲ့เนาะအဲ့ကြောင့်ရုပ်ထွက်ပြရတဲ့မြောက်ကိုမေးချင်တယ်မဟုတ်ဆရာတော်ဖျားကြီးကိုငါကဖျားပြီးခိုးပါတယ်လို့ငါပါဇက်ကပြောထားတဲ့ဗီဒီယိုဖိုင်ရှိရင်ထုတ်ပြနော်ရုပ်ထွက်ပြရပဲနဲ့လူပါမွားနဲ့